Hello အလုပ်ပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကချနာဘူရီက National Park ကိုသွားထားတဲ့ vlog လေးဖြစ်ပါတယ်ခင်ဗျာ